ဆိုရင်တော့ချင်းချင်းဆူဆူရာသီစာမင်္ဂလာဥပ္ပချင်းဟင်းလေးရပါပြီဒါကတော့မင်္ဂလာဥပ္ပချင်းဟင်းပေါ့နော်မင်္ဂလာဥပ္ပဒီကနန်းအသေးလေးတွေပေါ့နော်ဒီကနန်းအသေးလေးတွေကိုတော့ BNN ဆိုင်မှာရှာဝယ်လို့ရပါတယ်ဒါချက်သွန်လေးချက်သွန်ဖြူစီစာခဲညင်တီအယောင်တင်အဆက်စနွမ်းမော်မကြီးသီးမဲ့ပေါ့နော်မင်္ဂလာဥပ္ပကိုအရင်ဆုံးခွာထားမယ်ပေါ့နော်ကြည့်ရောပိုင်းလိုက်ဒီပြောင်းသေးမယ်နော်မလီးခင်မှာရေပြောင်းသေးထားမယ်အကုန်လုံးကိုရေပြောင်းသေးသွားပြီဆိုတော့လှီးတော့မယ်ဒါကတော့မကြီးမဲ့လေးပါမကြီးမဲ့လေးကိုလည်းရေဆေးလိုက်မယ်ပေါ့နော်ဒီလေးကိုအပြင်လေးကိုရေဆေးမယ်ရေဆေးပြီးတော့မှရေစိမ်ထားမယ်ပေါ့နော်ရေနွေးလေးနဲ့စိမ်ထားပိုကောင်းပါလေရေစိမ်ထားပြီနော်ကနန်းလေးကိုလည်းတကားတည်းထည့်ပြီးတော့ရေပြောင်းဆေးထားမယ်သူ့လည်းရေပြောင်းဆေးမယ်နော်အမုံလေးတွေအမွှားလေးတွေပါတတ်တယ်အဲ့လိုလေးပြချခွာပြီးတော့နော်ဒီနော်ရေဆေးပြီးပြီဆိုတော့ရေစစ်ထားမယ်ဒီထည့်မယ်နော်3 မိနစ်လောက်ရေဒီလိုဘုံဘုံနဲ့ဖွက်ပြီးသွားပြီဆိုရင်မကြီးနဲ့ထည့်လို့ရပြီအကြာကြီးတည်စရာမလိုဘူး10 မိနစ်10 မိနစ်လောက်ဆိုရင်စားလို့ကောင်းမှတစ်ခါရမကြီးမဲ့လေးထည့်မယ်နော်မကြီးမဲ့အရေးလေးထည့်လို့ဒါပွက်ပြီးသွားပြီဆိုရင်2 မိနစ်လောက်စောင့်ပြီးရင်စားလို့ရပါပြီသူကစားနေပဲချက်တယ်နော်အခြားအချို့မုံတွေထည့်ကြမလို့ဘူးကနန်းကချိုတဲ့အတွက်တခြားအချို့မုံတွေထည့်ကြမလို့ပါဘူးเนาะချင်းချင်းဆူဆူရာသီစာမင်္ဂလာဥပ္ပချင်းဟင်းလေးရပါပြီ